ငါအသားကိုလောက်မထင်းနဲ့အကွဲကွဲကြောက်စရာအတန်ကြီးဖြင့်ပြောလိုက်တော့ကြောင့်ကားဘောက်ကလူတွေအကုန်လုံးလန့်သွားကြတယ်ကားဘောက်ကမိချောင်းကိုလည်းအမြန်ထွန်းလိုက်ကြတယ်ဒီကောင်မောင်ငါတတ်မယ်ငါဟာငါအေးစစ်စစ်နေနေတာကိုလာနှောက်ရှက်တယ်ငါနေရာကိုလည်းဖြတ်စည်းတယ်ဒီကောင်မောင်ကိုငါတတ်မယ်အတန်ခွဲကြီးဖြင့်အော်နေရင်အသားတွေတဆက်ဆက်တုံနေတယ်မျက်လုံးတွေကလည်းလန့်ပြီးအထက်ကမျက်သားဖြူဖြူကိုမြင်နေရတယ်အသားဖြူတော့ပွင့်ရဲ့အသားရည်ကအခုหนีရဲပြီးပူနေတယ်တရဲပူနေတာထင်တယ်တရဲပူနေတာထင်တယ်ကားပေါ်ကလူတွေရုပ်ရုပ်တဲတဲဖြစ်ကုန်ကြတယ်ဆိုင်နီးနားမှာမို့လက်ပွေဈေးတဲ့များဆိုင်ထဲကလူများကလည်းဝိုင်းအောင်ပြီးကြည်လာကြတယ်ကိုမင်းသူလည်းဘာလို့ဘာကန်ရမှန်းမသိတော့ကဲကြပါအောင်ဗျာကဲကြပါအောင်ဗျာဒီမှာတရဲပူနေတဲ့အထင်နဲ့ဘလို့လောက်ကြမလဲလောက်တဲ့သူတွေကူညီကြပါဦးသူတို့အားလုံးဘာလို့ဘာကန်ရမှန်းမသိဆရာတော်ဦးသူစီကိုခေါ်သွားဆရာတော်ဦးသူစီကိုခေါ်သွားမြန်မြန်သွားကြမြန်မြန်သွားကြငါကူများဟိုပညာဒီပညာတွေနဲ့နှင်ထုတ်မလို့ဟုတ်လားမကြိုးစားနဲ့ငါကနင်တို့တအကုန်တက်ပြီးသားမင်္ဂလာပါခင်ဗျာရွှေဩ channel မှာပြန်လဲကြိုဆိုလိုက်ပါရယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဆရာအကားစောရေးသားထားတဲ့ဘွန်ဇိုင်းဆိုတဲ့ဖြစ်မှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရွှေဩ channel လေးကဘ ഹു တုတရဝယ်ဖြစ်မှန်ဇာတ်လမ်းများဘောအမောတွေပြေးစေဖို့ဟာတာဇာတ်လမ်းများစိတ်ဝင်စားဝယ်ပရာလောကဇာတ်လမ်းများကိုအပတ်စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရွှေဩ channel လေးကို like and subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုသိနိုင်ဖို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဇာတ်လမ်းကိုတင်ဆက်သူကျွန်တော်ကိုဩဖြစ်ပါတယ်ဒီဇာတ်လမ်းကဖြစ်ရမှန်ကိုပြန်လည်ရေးဖွဲ့တင်ဆက်ထားခြင်းဖြစ်ပါတယ်ကိုမင်းသူကဘွန်ဆိုင်ဝါသနာရှင်တူပါနိုင်ငံခြားမှာအလုပ်လုပ်ပြီးငွေစုမိဆောင်ပြီးတော့မြန်မာနိုင်ငံသို့ပြန်လာခဲ့တယ်မြန်မာနိုင်ငံသို့ပြန်လာတော့ဘွန်ဆိုင်ဆိုတဲ့ဝါသနာတစ်ခုပါပူပါလာခဲ့တာပေါ့မြန်မာပြည်မှာကကိုမင်းသူကစားတောက်ဆိုင်ဒီဇိုင်ဖွင့်ထားတယ်အားလက်တဲ့အချိန်ကြီးမှာသူ့ဝါသနာပါတဲ့ဘွန်ဆိုင်ပညာရပ်ကိုဒီဇိုင်းမဲ့လေ့လာတယ်ဘွန်ဆိုင်ဆိုတာကနားလည်အောင်ရှင်းပြရရင်အပင်သေးသေးလေးတွေကိုပြုလုပ်ဖန်တီးခြင်းမျိုးပါနှစ်ချို့ပင်တွေနှစ်ရှည်ပင်တွေကိုပန်းအိုးလေးတစ်လုံးထဲမှာကိုလိုလိုပုံဖော်ပြီးပုံစံသေးသေးလေးဖြစ်အောင်စနစ်တကျစိုက်ပျိုးထားသောနည်းပညာပဲဖြစ်ပါတယ်နိုင်ငံခြားမှာတော့ထင်ရှူပင်တွေအခြားလှပတဲ့သစ်ပင်တွေကိုပြုလုပ်လို့ရှိပေမဲ့မြန်မာနိုင်ငံမှာတော့သစ်ပင်မျိုးစုံကိုဘွန်ဆိုင်ပြုလုပ်နေကြပါတယ်ကြောက်ထင်ရှူချယ်ရီညောင်ကုတ်ကူဇောင်းရှာထနောင်းပန်းဤစားတဲ့အပင်ပေါင်းအမျိုး80ကျော်ကိုဘွန်ဆိုင်ပြုလုပ်လို့ရပါတယ်အဲ့ဒီအပင်များတွေကမှအလွယ်ကူဆုံးအပင်ကတော့ညောင်ပင်ပေါ့အပင်တစ်ပင်ရဲ့အစာလေးရေရာသီဥတုနဲ့အပူချိန်ဂိုင်းအရွက်စသည်များကိုလိုလိုပြုပြင်ပြီးထိုးသပင်ကိုသပင်ကြီးပုံစံအတိုင်းပုံစံငယ်လေးဖြစ်အောင်ပြုလုပ်စိုက်ပျိုးသောနည်းပညာပေါ့ဘွန်ဆိုင်ပင်လေးများကသပင်ကြီးတစ်ပင်ကိုပန်းအိုးထဲမှာထည့်ထားတဲ့ကဲ့သို့တေးသေးလေးနဲ့အလွန်လှနေတတ်ပါတယ်ဒါကြောင့်ဘွန်ဆိုင်ပင်ကအခုလို့ခုရလာတာမျိုးမဟုတ်ပါဘူးအလွန်လှပတဲ့ဘွန်ဆိုင်တစ်ပင်ကိုရဖို့ဆိုရင်နှစ်တီအကြာကြီးပေးပြီးမှပြုပြင်ထိန်းသိမ်းရတာပါဘွန်ဆိုင်ဝါသနာရှင်တွေကတော့အကြိုက်ဆုံးအပင်ကိုပြောပါဆိုရင်ညောင်ပင်ကိုသာလင်ပြောကြပါတယ်ညောင်ပင်ကအကြီးလက်မြန်သလိုအကြံလက်ခံတယ်လေဒါပေမဲ့ဘွန်ဆိုင်ပညာရပ်မှာကမျိုးပင်ကအဓိကအရေးကြီးတာမဟုတ်ပါဘူးတပင်ကိုထိမ့်သိမ့်ပြုပြင်တဲ့ဤကအရေးကြီးတာပါဘွန်ဆိုင်ညောင်များကိုမျိုးစိတ်မှစတင်စိုက်ခြင်းမဟုတ်ပဲအလေးကျပေါက်နေတဲ့နေတန်းလေးတန်းရာသီဥတုတန်းခံထားရတဲ့ညောင်ပင်ကလေးတွေကိုတူးယူခြင်းဂိုင်းကူးခြင်းတွေလုပ်ပြီးမှကိုလိုတို့ပြန်လဲပုံဖော်ကလှလှပပတစားဆင်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဘွန်ဆိုင်အခြေခံစတင်လေ့လာသူများကညောင်ပင်နဲ့တခြားဘွန်ဆိုင်ပြုတ်လုပ်နိုင်မယ့်အပင်များကိုလိုက်လံရှာဖွေတူးယူကြပါတယ်ထို့သို့ပြုတ်လုပ်ခြင်းကိုဘွန်ဆိုင်ဟန်တင်းလို့အများကခေါ်ကြပါတယ်အတူကောက်တော့ဘွန်ဟန်လုပ်တာပေါ့များသောအားဖြင့်မြန်မာနိုင်ငံအလယ်ပိုင်းလမ်းပေးကြတဲ့နေရာတွေမှာကြောက်တောင်တွေပေါ်မှာတောင်ကပယံတွေမှာကုတ်ဖက်တွေ့ကက်ပြီးပေါက်နေတဲ့အပင်တွေသဘာဝအတိုင်းလိန်ကောက်ကွေးနေတဲ့အပင်တွေအဲ့လိုပင်တွေကိုအဓိကထားပြီးတူးယူကြတာပေါ့ဤပညာထွန်းကားလာတဲ့ခေတ်ဖြစ်တာကြောင့် Facebook မှာ group တွေထောင်ကြတယ်အကြံဉာဏ်တွေပေးကြတယ်ဆွေးနွေးကြတာပေါ့အဲ့ဒီထဲမှာကိုမင်းသူကလည်းပါဝင်ဆွေးနွေးနေရင်ဆရာတစုဖြစ်နေပြီးသူ့ကိုအားလုံးကဆရာကိုမင်းသူဟုခေါ်ကြတယ်
6လတစ်ကြိမ်လောက်ဆိုသလိုကိုမင်းသူနဲ့ဂရုတွေကဘွန်ဆိုင်ဝါသနာရှင်တွေလေးလာတဲ့သူတွေကဘွန်ဆိုင်ဟန်လုပ်ကြဖို့ခီးတွေထွက်ကြရတာပေါ့ခီးထွက်ဖို့အတွက်ကားကြီးတစ်စီးစင်လုံးငှားပြီးစုပြီးသွားကြတာပါပွင့်ကလည်းဘွန်ဆိုင်ဝါသနာရှင်တူပါပွင့်အမျိုးသားနဲ့အတူရခင်ကစင်ကာပူမှာအလုပ်လုပ်ကြတယ်အိမ်အောင်ကြပြီးတော့ပွင့်ကမြန်မာပြည်ပြန်လာပြီးစတိုးဆိုင်လေးဖွင့်ထားတယ်အွန်လိုင်း shopping လည်းဖွင့်တယ်အဲ့ဒီနောက်ပိုင်းအောင်မြင်လာပြီးဆိုင်ကိုသူများနဲ့လွှဲထားတာမို့သူဝါသနာပါတဲ့ဘွန်ဆိုင်ပညာရက်ကိုတေချာလေးလာနေတာပေါ့ပွင့်နာမည်ရင်းကတော့ဤပွင့်ဖြူတဲ့ဒါပေမဲ့အများကတော့သူ့ကိုပွင့်ဟုတလုံးနဲ့ပဲခေါ်ကြတယ်လေဒီတစ်ခေါက်ကိုမင်းသူတို့ဘွန်ဟန်လို့ခီးထွက်ရမှာပွင့်လဲလိုက်ပါသွားခဲ့တယ်ခရီးက2ညအိတ်3ရက်လောက်ကြာမယ်လို့ပြောထားတယ်ကိုမင်းသူတို့ကဘတ်စကားတစ်စီးကိုငှားလိုက်တယ်ဘွန်ဆိုင်လုံးမဲ့အပင်တွေကိုတူးကြမယ်ပြန်ရောက်လို့ရှိရင်စိုက်ပြိုးကြမယ်အများစုကတော့ယောက်ျားလေးတွေပါမိန်းကလေးကတော့3ယောက်ပဲပါတယ်ဘတ်စကားကဆင်းလုံးငှားလာသူပေးမယ်ကားလေးကတန့်ပြက်နေတာမို့တော်တော်စိတ်ချမ်းသာတယ်အတွင်းမှာလဲမိုက်တီ TV တွေအစုံပါတာပေါ့ကိုမင်းသူကတလန်းလုံးဘွန်ဟန်လုံးမဲ့သူများကိုလိုက်နာရမည့်အချက်များအပင်နေမသေးအောင်ဘလို့တူးရမလဲတူးပုံတူးနီးစသဖြင့်နီးစနစ်များကိုရှင်းလင်းကပြောပြပေးနေတယ်သူတို့အားလုံးကလည်းဝိုင်းဝန်းဆွေးနွေးကြတာပေါ့ပွင့်ကတော့စာအုပ်လေးတစ်အုပ်နဲ့လိုက်လံမှတ်သားနေတယ်ဘွန်တူးတယ်ဆိုတာတူးချင်တိုင်းတူးလို့မရဘူးသူ့ရာသီဥတုအခြေအနေကိုလည်းကြည့်ရတယ်ပြီးတော့အမြင့်တီနေပုံကိုလည်းကြည့်ရတယ်မြေသားအတွင်းပြင်းတပင်နဲ့တပင်လည်းမတူဘူးအဲ့ဒီတော့သေးချာကြည့်ပြီးဘယ်နာကစတူးရမယ်ဆိုတော့သေချာဆုံးဖြတ်ရတယ်ဖြည်းဖြည်းချင်းတူးရတယ်မလောရဘူးတူးပြီးမှအဲ့ဒီပင်ကအသက်မရှင်ဘူးဆိုရင်နှမျောစရာကြီးနော်ကိုမင်းသူကမိုက်ဖြင့်သေးချာရှင်းပြပေးနေတယ်မကြခင်အမြန်လမ်းပေါ်မှလမ်းကျိုးလေးအတိုင်းကိုယ်ဝင်ပြီးတောင်တလုံးရှိရာဘက်သို့မောင်းထွက်သွားခဲ့တယ်တောင်ခြေသို့ရောက်သောအခါကားကလေးကိုထိုးရက်လိုက်တယ်တောင်ကြီးကကြောက်ဆိုင်ကြောက်သားများဖြင့်ပြည့်နေတဲ့တောင်ကြီးဖြစ်ပါတယ်အေးငါတို့မနေ့ကကြည့်ထားတဲ့အပင်လေးတွေကြံအောင်မဲ့ထင်တယ်ဟေ့ဒီနေရာကဘွန်ဆိုင်ရှာလို့အကောင်းဆုံးပဲကွာသေးချာကြည့်ရှာကြနော်ညနေနေမဆောင်ခင်ပြန်ကြမယ်ဟေ့ကားတကားဖွင့်လိုက်သည်နင်ကားပေါ်မှာအလူရက်တိုးဆင်းကြတယ်ဒူးဖို့မဲ့ပစ္စည်းရတွေအသီးသီးယူသွားကြတာပေါ့ဓားတွေပေါက်ပြားတွေအစုံလေးယူခဲ့ကြတယ်ထိုနေရာမှာအလေးကျပေါက်သောအပင်တော်တော်များများရှိတယ်ပွင့်လဲအပင်သေးသေးလေးတွေကိုသေချာပြူပြဲပြီးကြည့်နေမိတယ်ဘွန်ဆိုင်လို့ရမရအသက်ရှင်တိုင်းမရှင်တိုင်းအကက်ခက်လေးလာနေတာပေါ့ဘွန်ဆိုင်တူးတဲ့အခါမှာတွေးတဲ့အပင်တိုင်းကိုတူးလို့လည်းမရဘွန်ဆိုင်လုပ်ဖို့အတွက်တက်တော်နဲ့တက်ပင်နဲ့သဘာဝပတ်ဝန်းကျင်ကိုလည်းလေးစားရအောင်မယ်လေအချက်လက်နဲ့ကိုက်ညီတဲ့အပင်ကိုတွေးပြီးဆိုမှသာလေတူးလို့ရတယ်တယောက်ကို2ပင်သာတူးယူခွင့်ပေးထားတယ်တွေးသမျှအပင်ကိုတူးနေရင်သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်ဟုဆိုထားသဖြင့်ကိုလိုချင်တဲ့ပင်မတွေ့မချင်းရှာတူးနေကြတာပေါ့ကိုကောင်းဈေးဥပေါ့ဝီဟေးကိုကောင်းဈေးဥပေါ့ဝီဟာအော်တန်ကြတော့ပွင့်လဲအပြေးလွှားသွားကြည့်လိုက်တယ်ကိုကောင်းဆိုတဲ့လူရဲ့လက်ထဲမှာအပင်သေးသေးလေးတစ်ပင်ကင်ထားတယ်ပင်စီမှာကွေးကောက်ပြီးလိန်ကျက်နေတယ်ဟာနှစ်သားလောက်ရှိပြီထင်တယ်ဟာအစာရည်စာမစားရလို့ရှင်တန်ရတော့အရွယ်ငယ်သေးနေတာနေမှာဘွန်ဆိုင်လို့ကောင်းနေဟေးကိုကောင်းတော့ရွေးတော်တယ်ကွာလှလဲလှတယ်မိုက်တယ်ဟေးကိုမင်းသူကထိုးထိုးပြောလိုက်တော့အခါကိုကောင်းလေးပျော်သွားသည်ကဲကြံတဲ့သူတွေလည်းနေမကုန်းခင်တူးထားကြဟေးပြန်တဲ့အခါလက်ပလာနဲ့ပြန်နေရမယ်နော်ထို့သို့တွန်းအားပေးလိုက်တော့အခါမှာပွင့်လဲအမြန်ထွက်လာပြီးတပင်ကိုလိုက်ရှာတော့တယ်လူများပြန့်ကျဲကုန်တာပေါ့သူထက်ငါဥအောင်ရှာနေကြတယ်ပွင့်ကအခုချိန်ဒီတပင်မှမတွေ့သေးငါသူရဏနေလို့တော့မဖြစ်ဘူးတောင်ပေါ်တက်ရှာမယ်ပွင့်ကထိုးသို့ဆုံးဖြတ်ချက်ချလိုက်ပြီးတောင်ပေါ်တက်တဲ့လူသောလမ်းလေးအတိုင်းအမြန်တက်လာခဲ့လိုက်တယ်လမ်းတစ်လျှောက်ကြည့်တော့လဲသူစိတ်ကြိုက်ပင်တပင်မှမတွေ့ကြဒါနဲ့တောင်ပေါ်သို့ရောက်လာခဲ့တယ်တောင်ပေါ်တွင်ဘုံကြီးကျောင်းနဲ့ဖျားလေးတဆူတော့ရှိနေတယ်ပွင့်လဲအပင်ကိုလိုက်ပတ်ရှာနေအချိန်ကုန်မှမသိကုန်သွားတာပေါ့နောက်ဆုံးတော့ကြောက်ကဘာအနီးကတောင်ကမ်းပါးတစ်ခုမှာပွင့်လူကျင်တဲ့အပင်လေးတစ်ပင်ကိုလှမ်းတွေ့လိုက်ရတယ်တောင်ကဘာမှာညောင်မင်းလေးတစ်ပင်ကပ်ပြီးပေါက်နေတယ်ညောင်မင်းကလေးကပင်စီကလည်းတုတ်တုတ်ကိုကောက်ကလေးနဲ့ဘွန်ဆိုင်လုပ်နေတော်တော်လှလိုက်မိပုံစံလေးပေါ့ပွင့်ကအပြေးတစ်ပိုင်းသွားလိုက်တယ်တောင်ကမ်းပါးတွင်ဖြစ်နေတာမို့တူးရတာတော့တိတ်အဆင်မပြေတက်ပင်ရဲ့အောက်တွင်လဲပေတရာကျော်နဲ့တဲ့ကြောင်ကြီးရှိနေတယ်လေပွင့်ကထိုးအပင်ကိုခက်ခဲနဲ့တူးယူနေတယ်တူးနေရင်အမြက်လဲကျွတ်လောက်ပြီးမို့ပွင့်ကတက်ပင်ကိုအားနဲ့လှမ်းဆွဲနှုတ်လိုက်တယ်ဒါပေမဲ့အားလွန်ပြီးကြောက်ကဘာတွင်းသို့ချော်ကျသွားတယ်
လက်တစ်ဖက်ကတပင်ကိုကင်ထားတာမို့လုံးလုံးကြီးတော့ပြုတ်ကျမသွားပဲတွဲလောင်းကြီးဖြစ်နေတာပေါ့နောက်လက်တစ်ဖက်ကတောင်ကဘာကိုကင်ထားတယ်ခြေထောက်တွေကတွဲလောင်းကြီးကျပြီးတစ်ဖက်ကမျက်ပင်တွေကိုဆွဲထားပြီးတစ်ဖက်ကတောင်ကဘာကိုကင်ထားတာပေါ့ပွင့်သတိထားမိလိုက်တဲ့အချိန်မှာပဲတောင်ဆောင်မှာနေကလည်းဝင်နေပြီပွင့်ရေပွင့်ဘယ်မှာလဲပွင့်ထို့စဉ်တောင်ပေါ်သို့လူ3-4ယောက်တက်လာကြသည်ကံကောင်းတယ်လို့ဆိုရမလားပွင့်ကိုလိုက်ရှာနေတဲ့သူတွေနဲ့တွေ့လိုက်ချင်းဖြစ်တယ်ပွင့်လဲအရန်ဝတ်တာသွားပြီးအတကုံអော်လိုက်တော့တာပေါ့ကဲကြပါအောင်ရှင်ကျမဒီမှာကိုမင်းသူနဲ့အဖော်2ယောက်အပြေးလာကြပြီးကြည့်လိုက်တယ်ပွင့်ကကြောက်ကပောင်းမှာတွဲလောင်းကြီးဖြစ်နေတယ်သူတို့လည်းပွင့်ကိုအမြန်ဆွဲတင်လိုက်ကြရတယ်ပွင့်ကအပေါ်ရောက်တော့ညောင်မင်းကိုယူမဲ့လုံနေတယ်ကိုမင်းသူကတပင်းချပြီးကမ်းပါမှာညောင်မင်းကိုခက်စစ်တူးနေလိုက်တာအပင်ကတော့တော်တော်လှပါတယ်ဒါပေမဲ့ကံကောင်းလို့ကြောက်ထဲပြုတ်မကြတာနောက်ဆိုရင်အသက်အန္တရာယ်ကိုဂူးဆိုင်နော်ငါတို့သာမလိုက်ရင်ကြောက်ထဲကြပြီးတိမ်နေလောက်ပြီကိုမင်းသူကတလန်းလုံးပွင့်ကိုဆူလာတယ်ပွင့်ကတော့ကြောက်ကမ်းပါမှာရလာတဲ့ညောင်မင်းလေးကိုကြည့်ပြီးပီတိတွေဖျားနေတာပေါ့အပြန်လမ်းမှာအပင်တွေပါလာကြတာပေါ့အားလုံးလိုတယောက်ကိုတပင်စီရကြတယ်တချို့ကလည်း2ပင်ရလာခဲ့ကြတယ်ကိုမင်းသူကအပင်တွေကိုလိုက်ကြည့်ပြီးဟာကိုမျိုးရဲ့အပင်ကတော့မိုက်တယ်ဟေးထမင်းခွနဲ့မစားထားသေးတဲ့မော်ဒယ်လေးနဲ့တူတယ်ဟာမသိအောင်တော့သိချဂူးဆိုင်ရမယ်ကိုမင်းသူကထိုးထိုးပြောလိုက်တဲ့ဖြင့်အားလုံးဝိုင်းရေမောကြသည်ငါတို့ရဲ့ဂျူနီယာလေးအငယ်ဆုံးလေးပွင့်ကတော့သူ့အသက်နဲ့ရင်းပြီးတူးလာတဲ့ပင်လေးအလှဆုံးပါပဲခင်ဗျာအားလုံးလက်ခုပ်တီးကဝိုင်းရေမောလိုက်ကြလေတယ်ပွင့်ကလည်းပြုံးပြီးဂျင်းနဲ့ပီတီဖြစ်နေပါတယ်တီကုန်းအရောက်တွင်ကားကိုရက်ပြီးခြေလက်တီဆေးကြတယ်ထို့နောက်တူးလာတဲ့တစ်ပင်များကိုမသိအောင်ထုတ်ပိုးကြတယ်ခရီးကမန်းလေးတက်မယ်မန်းလေးမှာဘွန်ဆိုင်ဖွဲနဲ့တွေ့မယ်ပြီးရင်သူတို့လှုပ်ထားတဲ့ပင်တွေကိုကြည့်မယ်နောက်ပြီးပြင်းဝင်တက်မယ်နောက်ထပ်အဖွဲတွေနဲ့စုံကြမယ်ပေါ့ခြေလက်ဆေးကြပြီးနောက်ညနေစာစားလိုက်ကြတယ်စားတော့ရင်အပင်တူးပုံများဟာတာအလွဲများလမ်းတစ်လျှောက်တွေ့ကြုံလာသည့်အတွေ့အကြုံများကိုပြောရင်းနဲ့စကားတွေဖောင်ဖွဲ့နေကြတယ်ပွင့်လဲဘွန်ဆိုင်ဂရုထဲမှာလူများနဲ့ပုံမူရင်းနှီးလာတော့တယ်နိုင်ဝက်တနိုင်ခန့်မောင်းပြီးတော့အခါအပင်တွေကိုနောက်ဆုံးခုံမှာစုပေါင်းတင်ထားလိုက်ကြတယ်ဖွဲ့သားအလုံးကတော့မောမောနဲ့အိတ်သူကအိတ်နေပြီဖြစ်ကြတယ်ပွင့်ကကာမမှုတဲ့သဖြင့်ကားနောက်ပိုင်းတွင်သာထိုင်နေလိုက်တယ်သူ့ရဲ့နောက်မှာတော့ခုံလေး2ခုံသာကျန်တော့တယ်ပွင့်လဲဖုံးကြည့်ရင်အိတ်ချင်လာသဖြင့်မှိလိုက်မိတယ်ကားကတဝူးဝူးနဲ့မောင်းနေသေးပါပဲပွင့်လဲမျက်လုံးမှိတ်မဲ့အလုံးမှာကားရှိကမ်းမှာခေါင်းဆုပ်ဖွားနဲ့မိန်းမကြီးတစ်ယောက်လမ်းလျှောက်လာနေတာကိုတွေ့လိုက်ရတယ်ခေါင်းမှာစပင်တွေကဖြူပြီးဖြူတဲ့နေရာကဖြူနှက်တဲ့နေရာကနှက်ခေါင်းကြီးတစ်ခုလုံးရှုပ်ပွားနေတယ်စပင်တွေကလည်းဖွာလန်ပြီးတွန့်ကြည့်နေတယ်အသက်80အရွယ်ထမိန်ကိုရင်ရှားဝတ်ထားကအင်ကြီးမပါပြီပွင့်လဲမျက်လုံးပြူးသွားတယ်သူတို့ကားကမရက်သေးပြီထို့ဖွားကြီးကဘလို့လို့ကားပေါ်တက်လာတာလဲပွင့်လဲတွေးပြီးကြောက်နေမိတယ်ထို့ဖွားကြီးကပွင့်နာကိုရောက်လာပြီးသူ့ကိုလက်ညှိုးနဲ့ထိုးတယ်မျက်လုံးများကအစိမ်းအောင်များတောက်နေတယ်ပြီးတော့သူ့ကိုစိုက်ကြည့်ပြီးဟဲ့ကောင်မအတန်ကြီးကလည်းအကွက်ကွက်ရှာတတကြီးဖြစ်တယ်ထို့သူပြောပြီးတော့အခါပွင့်လဲလှန့်ပြီးអော်လိုက်မိတယ်အာပွင့်ဘာဖြစ်တာလဲပွင့်ဟဲ့ပွင့်ဘာဖြစ်တာလဲသူ့မျက်လုံးဖွင့်လိုက်တော့ကားပေါ်ကလူတွေအကုန်လုံးသူ့နားမှာဝိုင်းနေကြတယ်တချို့ကလည်းအိမ်ယာမှာနိုးလာကြတယ်ဘာမှမဖြစ်ပါဘူးကျမအိမ်မဆိုးမက်လို့ပါအားလုံးတပြင်းနေချပြီးတော့ကိုနေရာကိုပြန်ထိုင်လိုက်ကြတယ်ပွင့်လဲကြောက်ပြီးချွေးစည်းတွေပြန်နေတယ်ညဘက်လည်းဖြစ်ပြီးကားအဲကွန်းကလည်းအေးပြီမဲ့ပွင့်ကတော့အချွေးတွေပြန်နေတယ်သူဆက်ပြီးမအေးရဲတော့ဘူးသူ့ရဲ့နောက်ခုံကြည့်လိုက်တော့ကိုမျိုးကအိပ်ပျော်နေတယ်ကိုမျိုးနောက်မှာတော့အပင်ကြီးအလျားလိုက်တင်ထားတာနောက်ဆုံးခုံပေါ်ပွင့်ရဲ့ဘေးဘက်ချမ်းမှာရှိနေတဲ့သူများကလည်းတချို့ကအိတ်နေကြပြီပွင့်ကအိတ်မပျော်တာမို့ဖုံဖွင့်ပြီးကြည့်နေလိုက်တယ်ဖုံလင်းအောင်ကသူ့မျက်နှာကိုဟပ်နေတာပေါ့ဖုံကြည့်နေရင်အမတ်မထင်ဘေးဘက်ကိုကြည့်လိုက်မိတယ်ဘေးဘက်ကမှန်မှာသူ့ကိုစိုက်ကြည့်နေတဲ့မျက်နှာကြီးတစ်ခုတွေ့လိုက်ရတယ်အောင်မလေးပွင့်ကထအော်လိုက်မိတယ်ဖုံလွတ်ကျသွားတယ်မျက်လုံးတွေကိုလည်းပိတ်ထားလိုက်မိတယ်အတော်ကြာမှအရဲဆုံပြီးပြန်ကြည့်လိုက်တော့ဘာမှမရှိတော့ပွင့်လဲကြောက်အားလက်အားနဲ့ကားမန်ကခန်းစည်းကိုပိတ်ချလိုက်တော့တယ်ဖုံးကိုပြန်ကောက်လိုက်တယ်ပွင့်ကြောကုန်းထဲမှာပျော်မပြတ်တက်လောက်အေးစိမ်သွားတယ်အချမ်းတက်တီကြောရိုးမှတစ်ဆက်တဖြည်းဖြည်းချမ်းတက်လာတယ်ကြက်သိမ်းမွှေးညင်းနေလဲတထောင်ထောင်ထလာတယ်ပွင့်ခေါင်းပေါ်ကစပင်းနေလဲထောင်လာသလိုခံစားလိုက်ရတယ်
အဲ့ဒီချမ်းစိတ်နဲ့မှုမျိုးတဘွားလုံးတစ်ခါမှမခံစားဘူးသေးပြီသူ့လက်တွေပါတုံလာတယ်ခေါင်းကိုငုံထားလိုက်ပြီးသပင်များကိုဖွာလိုက်မိတယ်ထိုစဉ်ကာကတတုံတုံနဲ့ခုန်လာတယ်လမ်းဘေးသို့အနှဲငယ်ရမ်းခါသွားခဲ့တယ်ကိုမင်းသူကကားကောင်းကန်းတွင်ထိုင်နေတာမို့ကားဒရိုက်ဘာနဲ့ဘေးချင်းကဲ့ရဲ့ဖြစ်တယ်ကားကအရှိမမှန်တာမို့ကားဒရိုက်ဘာကိုလှမ်းကြည့်လိုက်တယ်ကားဒရိုက်ဘာမှာလူငယ်တူဖြစ်ပြီးအိတ်ချင်တဲ့ပုံတော့မပေါ်ဒါပေမဲ့တစုံတစ်ခုကိုကြောက်ရွံ့နေတဲ့ပုံတော့ပေါ်နေတယ်ဟဲ့အောင်စိတ်ငြိမ်ငြိမ်ထားလေမင်းဘာတွေဖြစ်နေရလဲအကိုဟိုနောက်ဆုံးခုံမှာစပင်းစုပ်ဖွားတဲ့အဖွားကြီးတယောက်တွေ့လို့ကိုမင်းသူလန့်သွားတယ်ဒါကြောင့်နောက်ခန်းသို့လှမ်းကြည့်လိုက်တယ်ဒါပေမဲ့ဘာမှမတွေ့ရဘူးဘာမှမကြောက်ပါနဲ့ကွာစိတ်ကိုငြိမ်ငြိမ်ထားပါအဲ့ကိုမကြည့်နဲ့အကောက်ပဲကူးဆိုင်ပြီးမောင်းမင်းဘေးနားမှာငါရှိတယ်ထို့သူပြောလိုက်ပြီးနောက်ကိုမင်းသူကကားနောက်ခန်းဘက်ကိုထွက်လာခဲ့တယ်ကားကအနောက်တွင်းပိုင်းတွင်မှောင်နေသည်မို့မီးရောက်မှိတ်ပြလေးတော့ထွန်းထားသည်မီးရောက်မှိတ်ပြလေးရှိတဲ့ဖြင့်ဘာမှတက်တက်ကွက်ကွက်မမြင်ရပြီသူကလမ်းတစ်လျှောက်ရှောက်လိုက်ရင်ကားနောက်ဆုံးကတစ်ပင်နေစီကိုတစ်ချက်သွားကြည့်လိုက်တယ်ဘာမှတော့မတွေ့ရဒါနဲ့ပြန်လဲလာခဲ့တယ်ထို့အချိန်မှာပဲသူ့ဤနားထဲမှာရေတန်လိုညီးတန်လိုအတန်ချို့ကြားလိုက်ရတယ်သူ့နောက်တွင်လူတယောက်မှမရှိဘေးနားမှာထိုင်နေကြသူများကိုကြည့်လိုက်တော့လေအိမ်မောကျနေကြပြီသူလဲကြော့ချမ်းလာပြီးကြက်သိန်းတွေပါထလာတယ်ဒါနဲ့ကားရှိကိုဟမ်မပြက်ရှောက်လာခဲ့လိုက်တယ်ကားရဲတွင်တခုခုဖြစ်နေပြီဆိုတာတော့သူသိလိုက်တယ်ည7 နာရီထိုးပြီးကိုမင်းသူလည်းမအိပ်ရဲ့ကားသမားလေးစိတ်ဖောက်သွားမှကိုစိုးရိမ်နေရတယ်ကားဒရိုက်ဘာကကားမောင်းနေရင်နောက်ကိုလှက်ကြီးနဲ့ကြောက်လန့်နေတဲ့ဖြင့်ကိုမင်းသူကသတိပေးနေရတယ်ကံကောင်းခြင်းတော့ရှေ့နားမှာအများဆုံးအိမ်သားနဲ့ဈေးတန်းလေးတစ်ခုကိုတွေ့လိုက်ရတယ်ဟေးအိုင်နာမရက်မယ်ထိုဆိုင်တန်းလေးကညာလုံးပေါက်ဖွင့်ထားသည့်ဆိုင်ကလေးဖြစ်တယ်မိကြောင်များထွန်းထားပြီးထိန်လင်းနေတာပေါ့ကဲကားဘွားလူတွေအပေါ်လေးသွားမယ်ဟေ့အပေါ်လေးသွားကြမယ်ခဏပဲနားမှာတော့အကြာကြီးမနာဘူးဟေ့ကိုမင်းသူကပင်မိုက်ဖြင့်အော်ဟစ်သတိပေးလိုက်တယ်ကားဘောက်ကလူတွေအိတ်နေကြသူတွေလည်းနိုးလာကြတယ်ထိုချိန်မှာကိုမျိုးကကိုမင်းသူကိုလှမ်းခေါ်လိုက်တယ်ကိုမင်းသူဒီမှာပွင့်ဘာဖြစ်နေလဲမသိဘူးလာကြည့်ပါဦးကားတစ်စီးလုံးပွင့်စီပြေးသွားကြတယ်ပွင့်ကမျက်နှာကိုသပင်ဖြင့်အောက်ခါခန္ဓာကိုယ်ကလည်းတဆက်တုံနေတယ်ပွင့်ဘာဖြစ်တာလဲပွင့်ဘာဖြစ်တာလဲကိုမင်းသူကပွင့်ပခုံးကိုကင်ကလှုပ်ပြီးမေးလိုက်သည်ပွင့်အသားတွေကရင်နွေးအိုးကြီးတဲထားသလိုပူလောင်နေတယ်ငါအသားကိုမထီးနဲ့အတန်အကွက်ကွက်ကြီးဖြင့်ပြောလိုက်တော့ကြောင်းအားလုံးထိတ်လန့်သွားကြတယ်ကားဘောက်ကမိချောင်းလဲအမြန်ထွန်းလိုက်တယ်ဒီကောင်မကိုငါပတ်မယ်ငါဟာအေးဆေးနေလာနောက်ရှက်တယ်ငါနေရာကိုလည်းဖျက်ဆီးတယ်ဒီကောင်မကိုငါပတ်မယ်အတန်ခွေးကြီးဖြင့်အိုရင်အသားတွေလည်းတဆက်တုံနေတယ်မျက်လုံးကလည်းအပေါ်သို့လန်တက်နေပြီးမျက်သားဖြူကြီးသာမြင်နေရတယ်အသားဖြူတော့ပွင့်ကအခုတကိုယ်လုံးနီရဲတောက်နေတယ်တရဲပူတာဖြစ်မယ်သူတို့ကောင်းပေါ်မှာရုပ်ဖြစ်နေကြသဖြင့်ဆိုင်တွဲမှာလူများလည်းရောက်ရှိလာကြတယ်လက်ပွေစည်းတဲ့များလည်းဘေးနားကဝိုင်းအောင်ပြီးရောက်လာကြတယ်ဝိုင်းကြည့်ကြတာပေါ့နောက်ဆုံးတော့ကိုမင်းသူလည်းဘာမှမတတ်နိုင်တော့ပဲကဲကြပါအောင်ဗျာဒီမှာတရဲပူနေတာထင်တယ်လှုပ်တက်တဲ့သူတွေကဲကြပါအောင်ဗျာသူတို့အားလုံးဘာလို့ဘာကန်ရမ်းမဲမသိတော့ထိုခါဈေးတဲ့များတွေကတက်ယောက်ကလှမ်းပြီးអော်လိုက်တယ်ဆရာတော်ဦးသူစီကိုသွားမြန်သွားကြအဲ့ဒီချိန်မှာပဲမုံများကိုလက်ဖြင့်ပွေပြီးရောင်းနေတဲ့ကလေးလေးတယောက်ကိုကောက်ပေါ်တင်ခေါ်ကသူ့ကိုလမ်းညွှန်ခိုင်းလိုက်ရတယ်သူ့လမ်းညွှန်တဲ့အတိုင်းရွာကလေးတဲ့သူအမြန်မောင်းနေသွားကြရတော့တာပေါ့ရွာလန်းတဲ့သူဝင်လာပြီး10 မိနစ်ခန့်ကြာတော့အခါရွာကလေးမှာလုံးဝအမောင်တိတ်ဆိတ်နေသည်သူတို့ကားတစ်စီးသာဖြတ်တန်းသွားလာနေသည်ဖုန်ကြီးเจ้าမအူးရှိလို့ရောက်တော့အခါကားကိုရက်လိုက်ပြီးဖုန်ကြီးเจ้าတစ်ကားကပိတ်ထားသည်မို့သူတို့လည်းအမြန်ပြေးဆင်းသွားကြသည်เจ้าကတန်ပန်းတကားကိုဝိုင်း၍ထုရိုက်ကြသည်ဆရာတော်ဖျားတပည့်တို့ကဲပါအောင်ဖျားဆရာတော်ဖျားတပည့်တို့ကဲပါအောင်ဖျားဝိုင်းဝန်းအော်ဟစ်အကူကြီးတောင်းကြသဖြင့်ဖုန်ကြီးเจ้าထဲမှခွေးများကလည်းထိုးဟောင်ကြသည်မကြမီပင်ဦးစင်တပါထွက်လာပြီးဟာဘာဖြစ်တာတော့တခါကြီးတို့ရဲ့တပည့်တို့ကခီးသွားတွေပါဖျားတပည့်တို့ထဲမှာလူတယောက်တရေပူးလာလို့ပါဖျားဆရာတော်ကခေါင်းငိမ့်လိုက်ပြီးတန်ပန်းတကားကိုဖွင့်ပေးလိုက်တယ်ကားလေးကလည်း
ကျောင်းရှိထိမောင်းဝင်လိုက်တယ်ကားကလေးရက်ပြီးနောက်ပွင့်ကိုကားပေါ်မှာဆွဲခေါ်လာကြတယ်သို့တော့တယောက်နှစ်ယောက်အားနေမရပွင့်မှာယောက်ျားသားကြီး9ယောက်လောက်ကဝိုင်းဆွဲရတော့တိတ်မနိုင်ခြင်းပဲနောက်ဆုံးမရမကဆွဲပြီးကျောင်းပေါ်သို့တင်လိုက်ကြရတယ်ဘုံကြီးကျောင်းပေါ်ဖျားကန်းရှိသူအတင်းဆွဲခေါ်ကြရတော့တာပေါ့မကြခင်ဆရာတော်တစ်ပါးကအထဲသို့ဝင်လာတယ်သူတို့နောက်တွင်လည်းဦးစင်းတွေကိုကိုရင်တွေကိုအများကြီးစုပြုံပါလာကြတာပေါ့ဦးစင်းကိုတွေ့သည်နဲ့ပွင့်ကအော်ဟစ်ရီမောလိုက်တယ်ဦးစင်းကပွင့်ရှိတက်တက်တွင်ထိုင်လိုက်ပြီးပွင့်ကိုယောက်ျားများကဝိုင်းချုပ်ထားကြသေးပါပဲကဲပြောစရာရှိတာပြောမင်းဘာဖြစ်ချင်တာလဲဒီကောင်မကိုတတ်မယ်ဒီကောင်မကိုဝင်းညင်ကိုငါနှောက်မယ်အတန်ဆိုးကြီးနဲ့ရေမောပြောဆိုနေလေတယ်ဆရာတော်ကဘာမှမပြောသေးပဲကိုမင်းသူကိုအကျိုးကြောင့်ပြန်ပြီးမေးတာပေါ့ကိုမင်းသူကလည်းဆရာတော်ကိုသူတို့လမ်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ကြောင်းကုံစင်ကိုပြန်လဲပြောပြလိုက်တယ်။အော်ဒါဆိုဒါကဒီတက္ကမလေးတူးလာတဲ့အပင်မှာနေနေတဲ့အဆောင်ဖြစ်ရမယ်ကွ။ဆရာတော်ကစဉ်းစားလိုက်ပြီးသူနဲ့မနီးမဝေးမှာမတက်ရက်နေတဲ့ဦးစင်းတစ်ပါးကိုတောက်တော်ရည်တစ်ခွက်ယူခိုင်းလိုက်တယ်။ဖန်ခွက်ကလေးဖြင့်တောက်ရည်တစ်ခွက်ဆရာတော်ရှေ့ကိုရောက်လာတယ်။ငါကိုဟိုပညာဒီပညာတွေနဲ့နှင်ထုတ်ဖို့မကြိုးစားနဲ့ငါကနေတော့တက်ပြီးသားကွာဆရာတော်ကချောင်းတစ်ချက်ဟက်လိုက်တယ်ဘာပညာမှလည်းမတက်ပါဘူးတုံးလည်းမသုံးပါဘူးဒီတက္ကမလေးကမသိလို့လုံးမိတာပဲသူ့ကိုခွင့်လွှတ်ပေးလိုက်ပါပွင့်ကရုန်းကန်နေတယ်သူ့ကိုချုပ်ထားတဲ့သူများပါအကုန်လွင့်ကျသွားကြတယ်လုံးဝခွင့်မလွှတ်နိုင်ဘူးလုံးဝခွင့်မလွှတ်နိုင်ဘူးဒီကောင်မသေမငါကျင်နေမယ်ဆရာတော်ကတပြင်းချလိုက်တယ်ပြီးတော့ဆက်ပြီးမိတ်နေလူတက်တယ်ဆိုတာအရန်ကြီးလေးတဲ့အကုသို့ပဲဒကမာကြီးရဲ့ဒကမာကြီးကိုလည်းပြန်တွေးကြည့်ပါဦးအရင်ဘဝကဒကမာကြီးလုပ်ခဲ့တဲ့မကောင်းမှုအကုသို့တွေကြောင့်အခုတောင်နှိမ့်ကြတဲ့အပေပုံမှာဆင်းရဲစွာနေနေရတာမဟုတ်လားသူ့ကိုထပ်တက်လိုက်ရင်အကုသို့အပြစ်တွေပိုသွားမှာပေါ့အကုသို့အပြစ်တွေပိုများပြီးဆင်းရဲဒုက္ခတွေပိုများတဲ့အပေလေးပုံကိုထပ်ပြီးတန်တရားလဲနေရလိမ့်မယ်လေတန်တရားတစ်လျှောက်အကြာကြီးထပ်ပြီးဖြတ်တန်းနေရမှာပေါ့ပွင့်ထိုင်ကျသွားတယ်ပြီးတော့ခေါင်းငိုက်ဆိုင်နဲ့ငိုင်သွားတယ်အဲ့ဒီနောက်ခေါင်းကိုအရှိတို့နည်းနည်းတိုးပြီးငုံလာတယ်ဆရာတော်ကဆက်ပြီးပြောတယ်အကုသိုလ်တွေများနေတာကိုအကုသိုလ်တွေထပ်မလုပ်ပါနဲ့တော့ဒီကမာလေးကလည်းမသိလို့လုံးမိတာပဲခွင့်လွှတ်ပေးလိုက်ပါဘုံကြီးကပဲဂျားက်ကတောင်းပန်ပါတယ်ပွင့်ကမလုံးမရှက်ပဲငြိမ်နေတယ်အဲ့ဒီနောက်မှာတော့ကဲဒီတက္ကမလေးစီကထွက်သွားပေးလိုက်ပါဘုန်းကြီးကတက္ကမကြီးကိုမြတ်တာပို့ပေးပါမယ်ဒီမြတ်တာရည်ချမ်းလေးတောက်ပြီးတက္ကမကြီးသွားလို့ရသွားလိုက်ပါနော်ပွင့်ကငိုနေရမှလက်အုပ်ချီလိုက်တယ်ပြီးတော့အတန်အော်ကြီးဖြင့်ထွက်သွားပါမယ်ဖေဟာဒါပေမဲ့သူတို့ယူလာတဲ့အပင်ကိုတော့မူလနေရာမှာပဲပြန်ထားပြီးစိုက်ခိုင်းပေးပါဖေဟာထို့သူပြောလိုက်ပြီးနောက်ဆရာတော်ကရေခွက်ကိုကင်ညှောက်ကပါစကပွားစီနဲ့ဘာတွေရွတ်ဖက်နေမှန်းတော့မသိဘူးရွတ်ဖက်ပြီးနောက်ထိုရေခွက်ကိုခေါင်းငုံနေသည့်ပွင့်ကိုတောက်ခိုင်းလိုက်တယ်ပွင့်ကိုဘေးနာကလူများကဝိုင်းဝင်းကူညီကရေတိုက်လိုက်ကြတယ်ပွင့်လဲနောက်ပြန်လဲကျသွားတော့တာပေါ့ခဏနေတော့ပွင့်လဲသတိရလာတယ်ဆရာတော်ကိုဥချကြော့ပြီးဝတ္ထုငွေများပါလာတာများကိုလှူဒန်းခဲ့ကြတယ်ပွင့်ကိုကားပေါ်ကိုတွဲတင်ပြီးခီးဆက်လာကြတာပေါ့ကားပေါ်မှာတော့ပွင့်ကနှစ်ချိုက်အိမ်မောကျသွားပါပြီသူတို့ကားကိုလည်းနောက်ကျောင်းပြန်လှည့်ပြီးမောင်းခဲ့ကြတယ်ခီးစင်တော့ရက်ခဲ့ရတာပေါ့မိုးစင်လဲမိဒါပေမဲ့ထိုတောင်ကြီးကိုမနက်ခင်းနေအောင်ကြီးအောက်မှာအုံဆိုင်ကြီးမြင်နေရသေးပင်ကိုမင်းသူနဲ့အဖော်3-4ယောက်ပွင့်တူးလာခဲ့တဲ့အညောင်မင်းလေးကိုကိုင်းကတောင်ပေါ်သို့အမြန်တက်လာခဲ့ကြတယ်ထိုတောင်ပေါ်လေးမှာဆရာတော်များကတပြက်စီးလဲကြအမိုက်မြှရှုကြခေါင်းလောင်းထိုးကြနဲ့အတန်ကြီးကြားနေရတယ်ကိုမင်းသူတို့ကတော့တောင်ကပရံမနာကိုပြန်လျှောက်သွားကသူတို့တူးလာခဲ့တဲ့နေရာလေးမှာပဲမြေကြီးကိုတသိချတူးပြီးထိုတပိတ်လေးကိုပြန်ဆိုင်လိုက်ကြတယ်ကိုမင်းသူကလည်းပါလာတဲ့မြေဩဇာများအပင်အဖြစ်စေးရင်များကိုလောင်းပြီးတော့ရေတန်လေးဖြစ်မှာတသိချရေလောင်းပြီးပြန်ဆိုင်ပေးလက်ခဲကြတယ်အဲ့ဒီချိန်မှာပဲကြောက်ကပားအောက်မှာလေအေးတစ်ချက်တိုက်ခတ်လာခဲ့တယ်ထိုလေအေးနဲ့အတူသင်ပြက်နဲ့ပန်းရနံလေးတွေကိုခန်းစားလိုက်ရတယ်စပယ်ရနံလူ
ခရီနဲ့လူလူနဲ့ရှူရှိုက်မိလိုက်တယ်ပတ်ဝန်းကျင်တစ်ခုလုံးအေးချမ်းသွားသလိုခံစားလိုက်ရတာပေါ့အစုံထိနားဆင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်တို့ရောဘွန်ဆိုင်အလှပင်လေးတွေကြိုက်ကြရဲ့လားလမ်းမှာပဲဖြစ်ဖြစ်တောထဲမှာပဲဖြစ်ဖြစ်တွေ့သမျှပင်တွေကိုအိမ်ကိုယူမလာကြဖို့တိုက်တွန်းပါရစေနော်အဲ့ဒီလိုပုံစံတူအဖြစ်ပြက်တွေကိုကြုံမှုကြသလားကွန်မန့်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါဦးနော်နောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့ဗီဒီယိုဇာတ်လမ်းလေးတွေတင်ဆက်ပေးနေမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေ